ဒီမှာမဖူးလေဒီနေ့ပေါ့နော်အခုအနီရှယ်အပွင့်အလုံးအကြီးကိုလေဒီမှာတစ်ခွထိတ်နီရှယ်ပလဲလေးနဲ့အခုလိုမျိုးလေတွဲကြည့်တော့လေဒီလိုမျိုးအတွဲအဆက်လေးဆိုလာတယ်ဆိုပြီးတော့အဲ့ဒါနဲ့လာပြီးတော့ပြပေးတာနော်ဒါလေးကတော့တစ်ခိုင်ကို8000ခွဲတန်လေးနှစ်ခိုင်ကိုအလဲကကြတော့2သိန်းခွဲတန်လေးနဲ့ရန်ပေးထားတယ်အနောက်ကဥခိုင်လေးကကြတော့2000ကျပ်ပါနော်ကြည့်အောင်တော်တော်လေးကိုလာတယ်ဒါလေးကိုလေနောက်နေ့မှဖူးအိုးလေးနဲ့ထိုးပြပေးမယ်နော်ဒါလေးကတော့အိုးနဲ့မထိုးရသေးဘူးခုနငါပေါ့နော်ဒီအနီအောင်လေးကိုဘယ်ပန်းခိုင်လေးနဲ့တွဲရမလဲဆိုပြီးတော့တွေးလိုက်တာပေါ့နော်တွဲပြီးတော့ဒီဟာလေးနဲ့ဒါလေးနဲ့ဆိုလာမယ်ထင်တယ်ဆိုပြီးတော့ထပြီးတော့ပန်းလေးတွဲကြည့်လိုက်တာတွဲကြည့်လိုက်တော့လေတကယ်လာအဲ့နဲ့မဖူးပြပေးချင်လို့ပေါ့နော်ဒီမှာဒါလေးကတစ်ခိုင်ကို8000ခွဲတန်လေးနှစ်ခိုင်မှာဒါလေးကတော့2သိန်းခွဲပါအနောက်ကဥခိုင်လေးကတော့2000ကျပ်ပါရှင့်ကြိုက်တယ်မှာချင်တယ်ဆို screenshot ရိုက်ပြီးတော့လာမှာပေးနော်ဆာမဖူးကိုရန်ဗီဒီယိုမရိုက်ဖြစ်တာတော့မှ1ရက်2ရက်2ရက်ပေါ့နော်ဒီနေ့နဲ့ဆို3ရက်တောင်မှရှိသွားပြီနော်ဒီမှာအလှဆုံးလေးအိုးဖြူလေးနဲ့ဆိုတော်တော်လေးကိုလာမှာကြိုက်တယ်မှာချင်တယ်ဆိုရင်မဖူးကိုအိုးလေးနဲ့ထိုးပြပေးဆိုလဲမဖူးထိုးပြပေးမယ်နော်မကြည့်အောင်ဒါလေးက2သိန်းခွဲဒါလေးက8000ခွဲအနောက်က2000ကျပ်ပါနော်လှလိုက်တာတကယ်အလှလေးဒီမှာပန်းခိုင်အရှည်ကတော့တပိန်နဲ့6လက်မရှိပါတယ်ရှင်